မင်္ဂလာပါကလေးတို့ရေဒီနေ့ဖတ်ပြမယ့်ပုံမြင်လေးကဖာမင်းသားလေးအကြောင်းနော်ဖာမင်းသားလေးတဲ့တခါကတဲ့ဘယင်ကြီးတစ်ပါးစီမှာတဲ့တိတ်လာတဲ့သမီးလေးတယောက်ရှိတယ်တဲ့မင်းသမီးကလေးပေါ့တဲ့တနေ့တော့တဲ့အဲ့ဒီမင်းသမီးလေးဟာတဲ့နန်းတော်ဥယျာဉ်ကြီးထဲမှာတဲ့ရွှေဘောလုံးလေးတစ်လုံးနဲ့တယောက်တည်းစော့ကစားနေတဲ့အဲ့ဒီလိုကစားနေရင်တဲ့သူ့ဘောလုံးကလေးဟာတဲ့ဥယျာဉ်နန်းရံစီကိုလှိမ့်ဝင်သွားတယ်တဲ့အနီးနားကမြက်ခင်းတွေခြုံပုတ်တွေထဲမှာရှာပြီးမဲ့လည်းမတွေ့တော့ဘူးတဲ့မင်းသမီးလေးဟာတဲ့သူ့ဘောလုံးကလေးကိုနှမျောတော့တဲ့တယောက်တည်းထိုင်ကိုနေတာပေါ့လေတဲ့အဲ့ဒီအချိန်မှာတဲ့အနားကတဲ့ခြုံပုတ်အောက်ကတဲ့တကူလုံးတိရွက်ကလေးတွေလိုစိမ့်နေတဲ့ဖားလေးတကောင်ခုန်ထွက်လာပြီးတဲ့ဒီလိုပြောတယ်တဲ့ငုံနေပါနဲ့မင်းသမီးလေးရဲ့မင်းငါ့ကိုဂတိပေးရင်တဲ့မင်းရဲ့ဘောလုံးလေးကိုရအောင်တဲ့ငါပြန်လုပ်ပေးပါမယ်တဲ့ဘာဂတိတွေပေးရမလဲဆိုတော့ထမင်းစပွဲမှာတဲ့မင်းပေးမှာတဲ့ငါ့ကိုထိုင်ခွင့်ပေးရမယ်တဲ့မင်းစားတဲ့ရွှေလင်ပန်းမှာတဲ့မင်းနဲ့အတူစားတောက်ခွင့်ပြုရမယ်တဲ့ညကြရင်လေတဲ့မင်းကတင်ပေါ်မှာတဲ့မင်းအိပ်ရာပေးမှာတဲ့ငါ့ကိုအိပ်ခွင့်ပြုရမယ်တဲ့ဘယ်နဲ့လဲတဲ့မင်းသမီးလေးဟာလေတဲ့သူ့ဘောလုံးကလေးကိုတဲ့တိတ်လူချင်းနေတော့ဂတိပေးလိုက်တယ်တဲ့မင်းသမီးလေးစီရတဲ့ဂတိလည်းရရောဖားကလေးဟာတဲ့သူ့မျိုးချထားတဲ့ရွှေဘောလုံးလေးကိုပြန်အံပေးလိုက်တယ်တဲ့သူ့ဘောလုံးကလေးကိုလည်းမြင်ရရောမင်းသမီးလေးဟာတဲ့ဝမ်းသာအားရကောက်ယူပြီးအဲ့ဒီနာကထွက်ပြေးသွားတော့တယ်တဲ့ဖားလေးကိုရောသူပေးလိုက်တဲ့ဂတိကိုရောမိသွားတယ်ဆိုပါတော့ကွယ်တဲ့အဲ့ဒီအချိန်နဲ့နန်းတော်ကြီးထဲမှာတဲ့ဘုရင်ကြီးကလည်းတဲ့ဂုံတရီရှိလူကြီးလူကောင်းတွေဖိတ်ပြီးကြီးကျယ်တဲ့ညစာစားပွဲတစ်ခုကျင်းပနေတဲ့တနေ့လုံးစောကစားနေရလို့ဆာလောင်နေတဲ့မင်းသမီးလေးကလည်းစပွဲမှာဝင်ထိုင်ပြီးအာရပါရစားဖို့ပြင်တော့တာပေါ့တဲ့အဲ့ဒီအချိန်မှာတဲ့တကားဝါကနေပြီးအကွဲကွဲအတန်နဲ့ပြောတဲ့လူစိမ်းတယောက်ရဲ့အတန်ကိုတဲ့အခန်းထဲမှာရှိတဲ့လူတွေအားလုံးကြားလိုက်ကြရတယ်တဲ့မင်းသမီးလေးတဲ့မင်းပေးခဲ့တဲ့ဂတိကိုမိသွားပြီလားတဲ့ဒီလိုလုပ်တာမကောင်းပါဘူးတဲ့လူတွေကကြည်လိုက်တော့အဲ့ဒီစကားကိုပြောနေတဲ့သူကတဲ့အယုတ်ဆိုးတဲ့ဖားလေးတကောင်ဖြစ်နေတဲ့မင်းသမီးလေးလည်းထိတ်လန့်သွားတယ်တဲ့သူ့အဖေဘရင်ကြီးပေးကိုပြေးသွားရင်တဲ့အဖေကြီးကဲပါအောင်လို့အကူညီတောင်းတော့တာပေါ့တဲ့တရားမျှတမှုကိုကြိုက်တဲ့ဘရင်ကြီးကတော့ဖားလေးကိုအကြောင်းဆုံးမေးကြည့်တယ်တဲ့အစားဆုံးတီးရတော့မင်းသမီးလေးကိုတဲ့သမီးတော့တဲ့တို့မဟာမျိုးမဟာနွယ်တွေဆိုတာတဲ့ဂတိကိုမချိုးဖျက်ရဘူးတဲ့သမီးတော့သူ့ကိုအဲ့လိုအကြံပေးခဲ့တယ်ဆိုရင်တဲ့ပေးခဲ့တဲ့ဂတိအတိုင်းလိုက်နာဆောင်ရွက်ပြီးတော့လို့အမိန့်ပေးလိုက်တယ်တဲ့ဒီတော့တဲ့မင်းသမီးလေးလည်းမတတ်နိုင်တော့ဘူးပေါ့တဲ့ဖားလေးကိုတဲ့ကောက်ယူတဲ့တူတူပေါ်မှာတင်ပြီးသူစားတဲ့ရွှေလင်ပန်းနဲ့ကျွေးရတော့တယ်တဲ့သူကတော့တိတ်ဆာနေပြီမဲတဲ့ဖားလေးကိုမြင်တော့တဲ့ယွန်ပြီးတဲ့စားကျင်စိတ်မရှိတော့ဘူးတဲ့တခြားလူတွေကဝိုင်းကြည့်နေတော့တဲ့ရှက်လိုက်တာလည်းမပြောပါနဲ့တော့တဲ့ဖားလေးကတဲ့သူစားလို့ဘိုက်လေဝါရကဲဟေးတဲ့ဘိုက်ပြေးလို့ငါတော့အိတ်ချင်လာပြီတဲ့မင်းအိတ်ရတဲ့ကိုခေါ်သွားပြီတော့လို့ပြောလိုက်တယ်တဲ့ကဲလေကဲတဲ့ဖားလေးနော်တဲ့ဒီတခါတော့လူတွေကလည်းမအောင်နိုင်ပဲဝိုင်းကြီးကြတာပေါ့တဲ့မင်းသမီးလေးဟာလည်းဖားလေးကိုတဲ့စိတ်ဆိုးသွားတော့တယ်တဲ့မင်းသမီးလေးဟာတဲ့ငိုခြင်းစိတ်နဲ့တဲ့ထမင်းစပွဲကထွက်ပြေးလာခဲ့တယ်တဲ့ပြီးတော့တဲ့သူ့အိတ်ခမ်းလေးရောက်ရောအခန်းထဲဝင်ပြီးတကားကိုစောင့်ပိတ်လိုက်တယ်တဲ့မင်းသမီးလေးနောက်ကပါလာတဲ့ဖားလေးဟာတဲ့တကားမပိတ်ခင်တဲ့အခန်းထဲကိုဆက်ခနဲ့ခုံဝင်လိုက်တောင်မင်းသမီးလေးမတိလိုက်ဘူးတဲ့ဖားလေးဟာတဲ့မင်းသမီးလေးရဲ့ခြေထောက်ကြားကနေတဲ့ခုံစွာနဲ့အိပ်ရာစီတွားပြီးဂရင်ပေါ်ခုံတက်လိုက်တယ်တဲ့မင်းသမီးလေးဟာတဲ့သူ့အိပ်ရာစီရောက်ပြီးအိတ်တော့မဲ့လောက်ခါမှာတဲ့အိရခင်းပေါ်ကဖားလေးကိုမြင်သွားတော့တယ်တဲ့ကြောက်လန့်စိတ်နဲ့တဲ့အော်မိမလို့ဖြစ်သွားတယ်တဲ့ပထမတော့ဖားလေးကိုယူပြီးကြမ်းပြင်ပေါ်ချထားလိုက်မယ်လို့တွေးမိတယ်တဲ့နောက်တော့တဲ့သူ့စိတ်ကိုသူထိန်းလိုက်တယ်တဲ့အ
အဖေဘရင်ကြီးရဲ့ဆုံးမစကားကိုလည်းပြန်ကြားရအောင်လာတယ်တဲ့မိဘစကားကိုနားထောင်မယ်လို့ဆုံးဖြတ်လိုက်ပြီးမင်းသမီးလေးဟာတဲ့ဖားကလေးရဲ့ဘီးကတဲ့အိယာပေါ်မှာလှဲ့အိတ်လိုက်ရောပြုံးဆိုတဲ့ဖားကလေးဟာတဲ့အင်မတန်လှပတယ်တဲ့မင်းသားလေးအတွင်ကိုပြောင်းသွားတော့တယ်တဲ့မင်းသမီးလေးကတဲ့အဲ့ဒီအဖြစ်ကိုကြည့်ပြီးအံ့ဩလွန်းလို့တဲ့စကားတော်မပြောနိုင်တော့ဘူးတဲ့မင်းသားလေးဟာတဲ့တကယ်တော့တဲ့ငါကတဲ့မဝေးလာတဲ့တိုင်းပြည်တစ်ပြည်ရတဲ့ထီးမွေစက်ခံရမယ်မင်းသားလေးတစ်ပါးပါတဲ့ကောက်ကျစ်တဲ့နှစ်သမီးတစ်ပါးမကြည်မနှက်ဖြစ်ပြီးကြိမ်စဲလို့အခုလိုဖားလေးဘဝရောက်နေရတာတဲ့အခုတော့တစ္ဆာရှိရဲ့တင်မင်းသမီးလေးကြောင့်ဒီကြိမ်စာကနေလွတ်မြောက်သွားပါပြီတဲ့ငါနိုင်ငံကိုခေါ်သွားပြီးမင်းကိုမိဖုရားမြောက်မယ်လို့ပြောလိုက်တယ်တဲ့အဲ့ဒီအကြောင်းကိုတဲ့ဘယင်ကြီးနဲ့နန်းတွင်သားတွေတီးတော့ဝမ်းသာကြတာပေါ့တဲ့မိဘစကားကိုနားထောင်တဲ့မင်းသမီးလေးလည်းမိဖုရားဖြစ်သွားတော့တယ်တဲ့ကွယ်ကဲဒီပုံမြင်လေးကတော့ဒီလောက်ပဲเนาะနောက်ရက်ကြားလို့ရှိရင်ဘယ်လိုပုံမြင်လေးတွေဆက်ပြောပြမယ်ဆိုတာနားထောင်ကြအောင်เนาะ